Android grammar မှာအရန်ကိုမှလွယ်ကူပြီးတော့စကားပြောမှလည်းခဏခဏထည့်သုံးလေးရှိရဲ့ grammar ကိုပြပြပြီးတော့မှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်နာနီတဲ့ဆိုတဲ့ grammar ပဲဖြစ်ပါတယ် grammar ကတူတူလေးလွယ်တယ်ဒါပေမဲ့ तू ကသုံးပုံသုံးနေရအမျိုးမျိုးရှိရဲ့နေရာအမျိုးမျိုးမှာသုံးလို့ရတယ်သုံးရတဲ့နေရာ၄မျိုးကိုကျွန်တော်တစ်မျိုးချင်းစီကိုဥပမာစာကြောင်းလေးတွေနဲ့ကျွန်တော်ခွဲပြီးတော့ရှင်းပြပြီးတော့မှာဖြစ်ပါတယ်ပထမအဆုံးနာနီတဲ့သူကကြတော့နာနီတိုယူနော်ဝါဆိုတဲ့အဓိပ္ပာယ်လေးပါပြောချင်တာကတော့နာနီဝဒါမှမဟုတ်နာနီတိုယူနော်ဝါရဲ့စကားပြောအသုံးလုံးဖြစ်ပါတယ်အဓိပ္ပာယ်ကတော့နာနီတီနာနီဆိုတာကတော့နာနီဆိုတာဆိုပြီးတော့အဓိပ္ပာယ်အဲ့လိုအဓိပ္ပာယ်လေးပေါ့နော်တစုံတစ်ခုကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းတဲ့အခါဒါမှမဟုတ်ခေါင်းစဉ်တက်ပြီးတော့ပြောပတ်ခြင်းတဲ့အခါမျိုးတွေမှာသုံးတဲ့ grammar ဖြစ်ပါတယ်အဲ့တော့ကျွန်တော် rare လေးကိုကြည့်မယ်一番田中さんって本当に親切ですね田中さんဆိုတာတဲ့တကယ်ကိုကျင်နာတတ်တဲ့လူပဲပြောချင်တာတော့田中さんပြောမယ်လို့တရားရောက်ကိုပြပြနေရပါတော့田中さんအကြောင်း田中さんってအရင်တကယ်ကိုတကယ်ကျင်နာတတ်တယ်နော်田中さんတကယ်သဘောကောင်းတယ်နော်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်2番アンさんって意外に難しいですねအန်ဒရီယာလေးထင်တာထပ်ပိုခတ်တယ်နော်အဲ့လိုမျိုးပြောချင်တဲ့ဟာမျိုးဖြစ်ပါတယ်ဒါကတော့ပထမသုံးရမယ့်တနေရာဖြစ်ပါတယ်။ကျွန်တော်နောက်နံပါတ်2အသုံးလေးကိုဆက်ပြီးတော့သွားမယ်။နောက်တစ်မျိုးကကြတော့ကျွန်တော်တို့ဘယ်နာမှာသုံးမလဲဆိုတော့နာနီတိုအီမတ်တာဒါမှမဟုတ်နာနီတိုအီတေမတ်ပေါ့နော်။အဲ့လိုမျိုးနေရာမှာသုံးမယ်။နာနီလို့ပြောတယ်တဲ့။နာနီလို့ပြောတယ်ပေါ့နော်။ပြောမယ်ဆိုနာနီအီတေမတ်ကဟိုပေါ့နော်စကားပြောအသုံးနှုန်းပေါ့နော်။သူများပြောတဲ့ဟာကိုတစ်ဆင့်ပြန်ပြောခြင်းတဲ့အခါမျိုးမှာသုံးရတာဖြစ်ပါတယ်။彼は明日休みだってသူအားတယ်မနှက်ပြန်နားရဲ့တဲ့နှစ်ယောက်စကားပြောနေပေါ့တယောက်ယောက်ကိုပြောလိုက်တယ်သူကမနှက်ပြန်အားတယ်တဲ့သူမနှက်ပြန်ပိတ်ရဲ့တဲ့အဲ့လိုမျိုးပြောလိုက်တာကွာအဲ့သူများကိစ္စကိုသူများကသူ့ကိုပြောတာကို तू ကတခြားတယောက်ကိုပြန်ပြောတယ် A ကနေပြီးတော့ B ကိုပြောလိုက်တာကို B ကတခြား C ကိုပြန်ပြောတယ်အဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်ပါတယ်2番先生が明日テストをするって言ってたよဒီမှာတဲလေးကြံခဲ့တယ်နော်တဲလေးထည့်ပေးပါနားလေးမှာတဲနော်ဆီယာမကတဲ့မနှက်ပြန်နဲ့စာမိုးပွဲရှိတယ်လို့ပြောတယ်တဲ့ပြောမှဆိုလို့ရှိရင်ဆီယာမပြောလိုက်တာကိုကိုယ်တငယ်ချင်းကိုပြန်ပြောတာကွာဟဲ့ဆီယာမမနှက်ပြန်စာမိုးပွဲစစ်မယ်လို့ပြောတယ်တဲ့အဲ့လိုမျိုးပေါ့နော်ကိုကြားတာကိုကိုယ်တငယ်ချင်းကိုပြန်ပြောတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်โอเคနောက်တစ်ခုနံပါတ်3သုံးထုံးပုံစံလေးသုံးထုံးတဲ့ပုံစံလေးကိုဆက်သွားမယ်နာနီချီဆိုင်ဆိုတဲ့ကိုမှနောက်တစ်မျိုးဘယ်လိုသုံးမလဲဆိုနာနီဆိုတဲ့နာနီတိုခီခီမတ်တာပြောမှဆိုလို့ရှိရင်အဲ့နာနီတိုခီခီမတ်တာရဲ့စကားပြောပုံစံပေါ့နော်နာနီတဲလို့ကြားတယ်နာနီဆိုပဲပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုးပေါ့ပြောမှဆိုလို့ရှိရင်ဟိုသတင်းတစ်ခုခုပေါ့နော်သူများစီကကြားလာတာတစ်ခုခုကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်ကျွန်တော်သူ့ရဲ့ရှေ့မှာဆိုလို့ရှိရင်နော်ဖူစုကေးပဲလိုက်ပါမယ်โอเคကျွန်တော် rally သွားကြည့်မယ်一番来週の時間優しいだって来週の時間လာမယ့်အပတ်စာမိုးပွဲတဲ့優しいだってလာမယ့်အပတ်စာမိုးပွဲရတယ်လွယ်တယ်တဲ့ပြောမှဆိုလို့ရှိရင်ဥမာကဆရာမကသူတို့ပြောလိုက်မယ်ဟဲ့ရှေ့ဘက်စာပွဲဆင်းမယ်ဒါပဲရှေ့ဘက်ကိုမိခွန်းလွယ်လွယ်လေးတွေပဲထုတ်ထားပေးတယ်ပေါ့နော်အဲ့လိုမျိုးဆရာမပြောလိုက်တဲ့ဟာကို तू ကကြားလာတာပေါ့လာမယ့်ဘက်စာမိုးပွဲကလွယ်တယ်တဲ့အဲ့လိုမျိုးပြောလိုက် तू ကြားလာတဲ့အကြောင်းကို तू တယောက်ယောက်ကိုပြန်ပြောပြတဲ့အခါမျိုးမှာသုံးတာဖြစ်ပါတယ်2番あそこのレストラン美味しいってဟိုကစားတော့ဆိုင်ကအရသာရှိရဆိုပဲတဲ့အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်โอเคနောက်ဆုံးတစ်ခုကကြတော့နာနီတိုယူနော်ဝါနန်ဒက်စ်ကနာနီတိုအီမတ်တာကတဲ့သူကအဲ့ဒီအဓိပ္ပာယ်လေးပေါ့နော်သူကအဲ့ဒါတွေရဲ့စကားပြောပုံစံလေးပေါ့ပြောမှဆိုသူကမေးတာပေါ့နော်အဓိပ္ပာယ်ကိုတစ်ဖက်လူပြောလိုက်တဲ့စကားကိုတေချာမကြားလိုက်လို့ပဲဖြစ်ဖြစ်အဓိပ္ပာယ်ကိုပြန်မေးခြင်းတဲ့အခါပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုချင်းမျိုးတွေမှာသုံးတဲ့ဟာပဲဖြစ်ပါတယ်一番အေးဆန်ပြောလိုက်တယ်ပေါ့နော်明日会議があるよမနေ့ပြန်အစည်းအဝေးရှိရဲ့ပြီး明日ってသူကလန့်သွားမှာမနေ့ပြန်လားတဲ့မနေ့ပြန်လားဆိုပြီးပြောရမယ်ဆိုတော့မနေ့ပြန်လားသူကပြောလိုက်မယ်သူကြားတဲ့ဟာကိုပြန်မေးတာမနေ့ပြန်လားသူလန့်သွားတယ်ပေါ့နော်မနေ့ပြန်ချက်ချင်းကြီးတာဆိုပြီးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်နဲ့ပြောချင်တာဖြစ်ပါတယ်2番ギリギリってどういう意味ですかတဲ့ギリギリဆိုတာတဲ့ဘာကိုပြောတာလဲတဲ့မေးချင်တာမေးလိုက်တာပေါ့နော်ギリギリってどういう意味အဲ့လိုမျိုးပေါ့နော်ギリギリဆိုတာဘာကိုပြောတာလဲတဲ့ဒီギリギリကိုမသိသေးတဲ့လူလည်းရှိမှာဆိုတော့ကျွန်တော်ခါရရှင်းပြလိုက်မယ်ギリギリဆိုတာကြတော့ပေါ့နော်ပြောမယ်ဆိုလို့ကတိလေးပေါ့နော်ကတိလေးဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတန်းကပေါ့နော်ကျောင်းကအတန်းက9နာရီတန်းစာမှာဖြစ်တယ်သူက
9နာရီတန်းစာမှာကို10နာရီ55ဖြစ်နေပြီသူကအခန်းထဲကိုမရောက်သေးဘူးပြောမှဆိုကျောင်းဝင်းထဲမှာပဲရှိသေးတယ်အဲ့တော့သူအသေးအသေးကျောင်းဝင်းထဲကနေပြီးတော့အခန်းထဲကိုပြေးသူ့ခန်းအပေါ်ထဲမှာပဲထားပါတော့နော်အခန်းထဲကိုပြေး10နာရီ58မှာသူကအခန်းထဲကိုရောက်သွားတယ်အဲ့တော့9နာရီမှစမှာဖြစ်တဲ့အတွက်သူကဖြစ်လေဂီရီမာနီယာတာကတိလေးအချိန်မှီသွားတယ်အဲ့လိုမျိုးဂီရီဆိုတာကတိလေးအဲ့လိုမျိုးဒိဗေနဲ့ပြောချင်တာဖြစ်ပါတယ်โอเคအဲ့ဒါဆိုလို့ချင်းဒီမှာကျွန်တော်ပြောတဲ့နာနီနာနီချီဆိုင်တော့တဲ့ဆိုရဲ့ grammar လေးကိုဘယ်နေရာမှာသုံးရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ဒါပေမဲ့ဒီနာနီနာနီတဲ့မှာတခုမှတ်ထားမှာကဒီဥစ္စာကိုတငယ်ချင်းတွေဒါမှမဟုတ်မိသားစုတွေရင်းရဲသူတွေကြားမှာပဲသုံးလို့ရပါမယ်ကိုယ့်ရဲ့အထက်လူကြီးကိုပြောတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်နာနီနာနီတော့ e-master လို့ခေါ်တဲ့ယဉ်ကျေးတဲ့ပုံစံလေးနဲ့ပဲသုံးလို့ရမှာဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တငယ်ချင်းအနေနဲ့ယဉ်ပြောဆိုတဲ့အခါမျိုးမှာပဲသုံးမယ်ပေါ့နော်အထက်လူကြီးတွေမှာပြောတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့ယဉ်ချင်းနဲ့ပဲနာနီနာနီတော့ e-master နာနီနာနီတော့ ki-master အဲ့လိုမျိုးပဲထည့်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးတင်ပေးနေတဲ့သင်ခန်းစာဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင် TikTok နဲ့ YouTube channel လေးအားလုံးမှာလည်း follow and like လေးလုပ်ပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်